ခါတလေဝိညာဉ်တော်နဲ့သွာလာခြင်းကိုဘယ်အရာတွေကအစီအတာဖြစ်စီတယ်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့အတွေ့အကြုံဖြစ်တယ်ကျွန်တော်ကြားခဲ့ဘူးတာအရာကျွန်တော်တွေ့ဘူးခဲ့တယ်ကျွန်တော်မြင်ဘူးခဲ့တယ်ကျွန်တော်ကြားခဲ့ဘူးတဲ့အတွေ့အကြုံတွေကတခါကြရင်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လမ်းပြခြင်းကိုအဲ့ဒီအရာတွေကအစီအတာအနောက်ရှက်ဖြစ်စေတယ်အတွေ့အကြုံရှိတဲ့သူတွေကတော့မင်းကွာဒီလိုလေးတော့စူးစမ်းမှဒီလိုလေးတော့လုံမှကျွန်တော်မမိသေးတယ်2012ခုနှစ်ကအိမ်တော်ဦးနဲ့ချမ်းပြင်ခွေချင်းခွေလှုပ်တဲ့အချိန်မှာအတွေ့အကြုံရှိတဲ့လူတွေကကျွန်တော်ကိုအကြံဉာဏ်ပေးပါတယ်အဲ့ဒီပတ်စံသိန်း340ကိုခြံဝယ်ထားပါအတွေ့အကြုံရှိတဲ့လူတွေနော်ကျွန်တော်ဆိုင်ကလုံးရောင်းလိုက်တယ်ရန်ကုန်မှာပတ်စံလို့တော့ခွေလုံတချင်းခွေလုံနေရင်းနဲ့ပတ်စံလို့တော့ဆမ်မဂျာနုကိုလမ်းဖုန်းဆက်ပြီးတော့ဆမ်မဂျာနုကအဲ့ဆိုင်ကလုံးကိုသူဝယ်လိုက်တယ်သူဝယ်ပေးလိုက်တယ်ဗောဗျာအဲ့ဒါနဲ့ကျွန်တော်ကိုအတွေ့အကြုံရှိတဲ့လူတချို့ကကျွန်တော်ကိုအကြံဉာဏ်ပေးတယ်မင်းအဲ့ဒီမှာကုန်မဲ့ပတ်စံကိုခြံကွက်လေးပါလေးဝယ်ထားရင်တော့မင်းအတွက်ရေရှည်နေစရာတစ်ခုခုတော့ရှိမယ်နော်စိတ်ကူးမလွဲနဲ့တချင်းခွေလှုပ်ဖို့အတွက်ကျွန်တော်ပတ်စံတလောက်ကုန်မယ်လို့ကျွန်တော်ဘတ်ဂျက်ဆွဲတဲ့အချိန်မှာအတွေ့အကြုံရှိတဲ့လူတွေကခြံဝယ်ခိုင်းတယ်နောက်ထပ်လူတချို့ကလည်းဒီလိုအကြံဉာဏ်ပေးတဲ့လူတွေရှိတယ်ဘာပဲဖြစ်ဖြစ်မင်းအခုပြောင်းလဲလာပြီဆိုတော့အမှုတော်ဆောင်တော့မယ်ဆိုရင်နေရာလေးတစ်ခုခုမြဲအောင်အိန္ဒိယလောက်မှာကျမ်းစာကြောင်းတွတ်တက်ပြီးတော့ဘွဲလေးပါလေးရထားရင်တော့မင်းဘယ်မှာပဲအမှုတော်ဆောင်မင်းနောက်ဆုံးဘယ်မှာပဲမင်းရောက်အဲ့ဒီမင်းရထားတဲ့ဘွဲနဲ့ရာထူးနဲ့တော့မင်းအတွက်နေရာတစ်ခုခုရှိမယ်အတွေ့အကြုံရှိတဲ့လူတွေလက်တွေ့သမားတွေပြောတဲ့စကားတွေကအယမ်းမှန်တယ်နော်အယမ်းမှန်တယ်ဒါပေမဲ့ဝိညာဉ်တော်နဲ့သွားတဲ့သူတွေအတွက်တော့အဲ့ဒီအယမ်းလက်တွေ့ကြတဲ့အတွေ့အကြုံရှိတဲ့လူတွေပြောတဲ့အရာကဝိညာဉ်တော်နဲ့သွားတဲ့သူတွေအတွက်တော့စန့်ကျင်ပဲဖြစ်ပါတယ်လုံးဝလွဲပါတယ်အမှုတော်ဆိုတာလဲလေကိုအကျိုးအမြတ်ရဖို့အတွက်ခင်ဗျားမပြင်ဆင်နဲ့အောင်မြင်ဖို့မပြင်ဆင်နဲ့ရှုံးဖို့ပြင်ဆင်ပါဘာကြောင့်ကျွန်တော်ဒီစကားကိုပြောလဲတလားကျွန်တော်တို့ဒီမှာဆရာဂျီမီတို့ကျွန်တော်တို့တွေဆရာဂျီမီဒီထဲမှာအိမ်ထောင်မကြခင်အတူတူနေခဲ့ကြတဲ့အချိန်မှာကျွန်တော်တင်တန်းတစ်ခါဆင်းတော့မယ်ဆိုကျွန်တော်တို့ကျောင်းမှာစီးတဲ့ဆိုင်ကယ်တစ်စီးအများအားရောင်းရတယ်ရောင်းရင်ရောင်းမရောင်းရင်ပေါင်ဘာကြောင့်လဲဆိုတင်တန်းဆင်းပွဲမှာဝတ်တက်ရတယ်ကျွေးရတယ်မဝင်ကားလောက်နဲ့မရဘူးကျွေးရတယ်ဝက်တကောင်တော့အများအားပါရတယ်ကဲငါတို့ဒီပုံစံဆိုင်ကယ်တစ်စီးရောင်းနေရတာမဟုတ်သေးဘူးငါတို့ဘာလုပ်မလဲဝက်မွေးမယ်အဲ့မှာဝက်စမွေးကြတော့အလဲကျဝက်စာကျွေးရတာဟုတ်အဲ့မှာဝက်စာကျွေးတာဝက်ကအရန်စားတယ်သူကျွေးရင်အရန်လဲလိမ်မာတယ်ဝက်ကသူကျွေးရင်တော့ကောင်းကောင်းစားတယ်ကျန်တဲ့လူတွေကျွေးရင်တော့မရဘူးအဲ့ဒါဆရာကုံကြာဖြစ်တယ်ဆရာကုံကြာအခု drum တီးနေတယ်အခု family worship school ကိုဦးဆောင်တဲ့ဘုရားအသုံးပြုတဲ့အင်မတန်မှကောင်းကြီးဖြစ်စေတဲ့ဆရာဖြစ်လာတယ်အာမင်ကျွန်တော်ဒါအမြဲတမ်းပြောဖြစ်တဲ့အရာလေးပေါ့အဲ့ဒါနဲ့ဝက်ကလည်းသူကျွေးမှအရန်စားတော့ခြံတဲ့လူတွေကမကျွေးချင်တော့ဆရာကုံကြာကိုပဲကျွေးခိုင်းကြတယ်အဲ့လိုနဲ့ရက်တွေတဖြည်းဖြည်းကြာလာတော့သူလည်းအဲ့တုန်းကလူပြိုလူငယ်ပဲဆိုတော့တစ်ချိန်လုံးဝက်စာတွေလိုက်ရှာဝက်ဟိုတများအင်္ဂါဟင်းကျွေးဟင်းကြံတွေလိုက်ကောက်ဆိုသူလည်းကြာလာတော့စိတ်ညစ်လာနေမှာပေါ့အဲ့ဒါနဲ့သူလည်းဘာလုပ်လဲဆိုဒီလိုပဲဝက်စာကျွေးရရင်တော့ငါပြန်တော့မယ်စိတ်ညစ်လာသူလည်းနော်စိတ်ညစ်လာတယ်အဲ့ဒါနဲ့အထုပ်ဆွဲပြီးပြန်တော့မယ်လုပ်တယ်ဆရာအယောနဲ့ကျွန်တော်တို့တွေကမဟုတ်ဘူးညီကိုဝက်စာဆိုတာတစ်ချိန်လုံးငါတို့ကျွေးရမှာမဟုတ်ဘူးအဲ့ဒါကြောင့်တချို့လူငယ်တွေကအမှုတော်ဆောင်ရင်အယံပျော်မယ်သိရမလားအယံပဲစင်ပေါ်မှာ hallelujah praise the lord အယံပျော်တယ်အောင်မြင်မယ်ဒီအရာကိုပဲတန်းပြီးတော့ပြင်းမြင်တယ်ဒါကြောင့်ကျွန်တော်ခုနပြောတယ်အမှုတော်ဆောင်မယ်ဆိုရင်ခင်ဗျာရှုံးဖို့ပြင်ဆင်တာအချင်းခွေလုံးမယ်ဆိုရင်ရှုံးဖို့အရင်ပြင်ဆင်တာရှုံးမယ်ဆိုတာတေးချတယ်မြတ်ဖို့မတေးချဘူးအမှုတော်မြတ်ထက်တွားရင်
ရှုံးမယ်ဒါပေမဲ့အဲ့ဒီရှုံးခြင်းကအယံကိုဂုဏ်အတရီရှိတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်အဲ့ဒီရှုံးခြင်းကတော့အယံကိုလှပတာဖြစ်တယ် praise the lord အတွေ့အကြုံကငါတို့ကိုဆွဲချတယ်မှန်မလို့လို့နဲ့မလုံနိုင်တဲ့အချိန်မှာငါတို့ကိုအနောက်ပြန်လဲစေတယ်ဝိညာဉ်တော်ကတော့ဘလောက်အတားအဆီးတွေရှိနေပါစေအတွေ့အကြုံနဲ့ကြိုက်ကြိုက်မကြိုက်ကြိုက်ဝိညာဉ်တော်ကိုဥဆောင်ခြင်းထဲမှာသွားတယ်ဆိုရင်တဘာဝတွေရဲ့အထက်မှာသင်ပြန်တန်းနိုင်မှာဖြစ်တယ်လာဇရုကသေပြီးတော့ဘယ်နှစ်ရက်ရှိပြီလဲ4ရက်ရှိပြီဘယ်ထဲမှာလဲသင်္ချိုင်းထဲမှာပိတ်ထားပြီအဲ့မှာမာသပြောတဲ့စကားကကိုတော်သာကျမတို့နဲ့အတူရှိတယ်ဆိုရင်ကျမမောင်ဒီလိုမဖြစ်ဘူးဒါကြောင့်တခါတလေကြာရင်ကျွန်တော်တို့အသက်တာထဲမှာဒါလေးကိုမြင်အောင်ကြည့်ပါနော်တခါတလေကျွန်တော်တို့လည်းလွန်ခဲ့တဲ့နေ့ရက်တွေမှာဖြစ်ပျက်ခဲ့တဲ့အဲ့ဒီဝိညာဉ်ရေးရာကိုပဲဆွဲလန်းတတ်တဲ့သဘောကျွန်တော်တို့မှာရှိတယ်။ဘာကြောင့်လဲဆိုမာသသူသိတဲ့အတွေ့အကြုံကယေရှုသူတို့နဲ့ရှိတယ်ဆိုရင်သေချာတယ်မသေးဘူးတဲ့။အဲ့ဒီတော့သူယုံတယ်။အဲ့ဒီတော့သူစိတ်ချတယ်။စံစာတွေအယံတိတာလည်းအယံကောင်းပါတယ်။အယံတိထားတာအယံကောင်းပါတယ်။ဒါပေမဲ့အယံတိပြီးတော့ဘာမှတက်တည်မရှိရင်တော့ဝမ်းနည်းစရာကောင်းတယ်မာသသူတိထားတဲ့အတိကပါလေထမြောက်ရာကာလ၌သူဒီထမြောက်လိမ့်မည်ကိုကျွန်မသိပါ၏ယေရှုပြောတာကအဲ့ဒီအချိန်ထမြောက်မှာပြောနေတာမဟုတ်ဘူးအခုသေနေတယ်ပုတ်ဆက်နေတယ်အနံ့ထွက်နေတယ်သင်္ချိုင်းတဲကနေသူထမယ်ပြရှင်နာမှာဘုန်းကြီးပါစေဟာလေလုယာအာမင်ဒါကြောင့်တခါကျရင်ကျွန်တော်တို့သိထားတဲ့အသည့်တွေကျွန်တော်တွေ့ကြုံထားတဲ့အတွေ့အကြုံတွေကတခါတလေကျရင်ဘုရားသခင်ပြုမဲ့နမိတ်လက္ခဏာတွေကိုအစည်းအတားဖြစ်စေတယ်အတွေ့အကြုံတွေကျွန်တော်သိခဲ့တဲ့အရာတွေကိုလူတွေကိုရှောက်ကျွန်တော်တို့ကပြောဖို့မဟုတ်ဘူးဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းတဲကနေလူတွေကိုကျွန်တော်တို့ကအသက်ရှင်တဲ့ဘုရားရဲ့သက်သေနှုတ်ကပတ်တော်စီးထွက်ဖို့ဘုရားခင်လိုရှိတာဖြစ်တယ်အတွေ့အကြုံတွေကိုဝေမျှတက်တည်ခံတာအဲ့ဒါတက်တည်ခံတာမဟုတ်ဘူးနော်တချို့ကတက်တည်ခံတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ဘလို့တွေ့ကြုံခဲ့တယ်ကျွန်တော်ဘလို့ဖြတ်တန်းခဲ့တယ်အဲ့ဒါကိုပြောတာမဟုတ်ဘူးတက်တည်ခံတယ်ဆိုတာကဝိညာဉ်တော်အားဖြင့်ခံရသောအဲ့ဒီဖွင့်ပြချက်ဟာလေလုယာသင်ဖြစ်နိုင်မယ်လို့ထင်တဲ့အရာကိုယုံတာကအဲ့ဒါကယုံကြည်ခြင်းမဟုတ်ဘူးယုံကြည်ခြင်းဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ဖြစ်နိုင်တယ်Hallelujah. Hallelujah. Praise the Lord. Hallelujah. Amen. Amen. ယုံကြည်ခြင်းဆိုတာကမဖြစ်နိုင်ဘူးဒါပေမဲ့ဖြစ်နိုင်တယ်အတွေ့အကြုံရပြောမယ်ဆိုရင်ဘာဖြစ်နေပြီလဲအာဗြဟံသေစာရာသေအတွေ့အကြုံရှိတဲ့လူတယောက်ယောက်ကသူတို့နှစ်ယောက်ကိုတွေ့မယ်စကားပြောမယ်ဆိုရင်သူတို့ကလည်းဘုရားသခင်ရဲ့ဂတိတော်ဒီလိုရှိတယ်ငါတို့ကိုလူမျိုးကြီးဖြစ်စေမယ်ငါတို့ကိုသားယောက်ျားပေးမယ်လို့ပြောတဲ့အခါတိုင်းမှာမြင်အောင်ကြည့်ပါအတွေ့အကြုံရှိပြီးသားလူတွေကတော့ဖြစ်နိုင်တယ်လို့ပြောမှာမဟုတ်ပါဘူးတခြားသားတယောက်ယောက်မွေးစားရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဘာကြောင့်အာဗြဟံနဲ့ဆာရာကသူတို့ကိုသူတို့မဖြစ်နိုင်တော့ဘူးဆိုတဲ့အဲ့ဒီမဖြစ်နိုင်ခြင်းတွေမျောလင့်ခြင်းမရှိဘူးဆိုတဲ့အရာကိုတော့မှမအောင်မေ့ဘူးဘာကြောင့်သူတို့ဆက်ပြီးတော့ယုံကြည်နိုင်တယ်လဲလို့ပြောရင်ချက်တော်ညီကိုမတို့သူတို့အထဲမှာသူတို့ဆွဲလန်းနေတာကဖခင်ရဲ့ဂတိတော်ဖြစ်တယ်အာမင်သူတို့အထဲမှာသူတို့ဆွဲလန်းနေတာကဖခင်ရဲ့ဂတိတော်ဟာလေလုယာအာမင်ဘာကိုဆွဲလန်းတာလဲအဲ့ဒီဖခင်ရဲ့ဂတိတော်ကိုဆွဲလန်းတဲ့အခါမှာသူတို့ကိုသူတို့ကလေးမရနိုင်တော့ဘူးဆိုတဲ့အဲ့ဒီအခြေအနေတွေကိုလည်းသူတို့မသိတော့ဘူး
ဆိုလူငယ်တွေကိုကျွန်တော်အမြဲတမ်းပြောတဲ့အရာတစ်ခုကဝိညာဉ်တော်ကိုဆွဲလန်းပါငါတို့ကတော့ဘယ်နှစ်နှစ်မပြည့်သေးပါဘူးအမှုတော်ဆောင်တာကျွန်တော်ပြောမယ်နော်အမှုတော်ဆောင်တာဘယ်နှစ်နှစ်ပြည့်မှအတွေ့အကြုံဘယ်လောက်ရှိမှအဲ့ဒါကလူတွေရဲ့အတွေ့အကြုံနဲ့လောကရဲ့တတ်မှတ်ချက်ဖြစ်တယ်နားလည်နိုင်မှုဖျားကောင်းကြီးပြပါစေခမည်းအနှစ်20မကလို့အနှစ်30ပဲဖြစ်ဖြစ်ငါယေရှုကိုယုံကြည်တာတလတော်မပြည့်သေးဘူးသူတို့တွေကတော့ဟုတ်မှာပေါ့ဝိညာဉ်တော်ကိုတကယ်ဆွဲလန်းပါအတွေ့အကြုံနဲ့မဆိုင်ပါဘူးနှစ်ပေါင်းဘလောက်ကြာလို့သူတို့ကပို့ပြီးသိမှာပေါ့မဟုတ်ပါဘူးသင်ခုမှပြောင်းလဲတယ်တချို့တော့သူတွေအမှုတော်ဆောင်ဖို့အတွက် worship ဦးဆောင်ဖို့တော်၎င်းဒီနေရာမှာတချို့တော့သူတွေကိုယ်အသက်တာထဲမှာဘာတွေလုပ်ဖို့အတွက်ကိုကပြင်ဆင်ထားတယ်ဒါပေမဲ့ခြေလန်းလန်းဖို့အတွက်ပြင်ဆင်တယ်ဒါပေမဲ့ခုနပြောတဲ့အတွေ့အကြုံကိုသိထားတဲ့အရာကြားထားတဲ့အရာမာသကလည်းချမ်းစာကိုသိတယ်နော်သူပြောတယ်ဟုတ်တာပေါ့တဲ့အဲ့ဒီထမြောက်ရမယ့်အချိန်ရောက်ရင်တော့ထမြောက်မှာပေါ့တဲ့ယေရှုပြောတာကအဲ့ဒီအချိန်ကိုလည်းပြောသလိုဒီနေ့ဒီချိန်မှာမင်းမောင်ထမြောက်ရမယ်ဟာလေလုယာအာမင်ဒါကြောင့်တည့်ရဲ့အမှုတော်ဆောင်ခြင်းထဲမှာအဲ့ဒီအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့တကိုးကိုချိတ်ဆက်ပေးတဲ့ဝိညာဉ်တော်ကိုဆွဲလန်းရအောင်အာမင်လောကရဲ့အတွေးခေါ်အတွေ့အကြုံတွေကတော့တို့တွေကိုဆွဲချဖို့ပဲရှိတယ်ဝိညာဉ်တော်ကတော့ဆွဲတင်သွားမှာဖြစ်တယ် praise the lord အဲ့ဒီဝိညာဉ်တော်ရဲ့ဆွဲခေါ်ခြင်းဝိညာဉ်တော်ရဲ့ဆွဲတင်ခြင်းအဲ့ဒီအသက်နဲ့ချိတ်ဆက်ပေးတဲ့နယ်ပယ်ထဲမှာကျွန်တော်တို့ဆွဲလန်းရအောင်